အားလုံးပဲမင်္ဂလာပါနော် ICA Computer Landing Page မှာပြန်လည်ကြိုဆိုပါရစေအခုလေ့လာရမယ့်သင်ခန်းစာကတော့ A4 တဝက်ခောက်ချိုးစာအုပ်လုံးနည်းနဲ့စာမျက်နှာတက်နည်းအကြောင်းပဲဖြစ်ပါတယ်အခုပေါ့နော် A4 ကိုတဝက်ခောက်ချိုးလို့ဖို့ရန်အတွက်ဆိုလို့ရှိရင်ကျမတို့ကပေါ့နော်လေအောက်ကိုတွားမယ်လေအောက်ကနေ margin ကိုတွားလိုက်ပါ margin ကနေအောက်ဆုံးက custom margin ကိုနှိပ်လိုက်ပါဒါဆိုရင် page setup ဆိုမှ box ကျလာမှာပဲဖြစ်ပါတယ် page setup ဆိုတဲ့box ကျလာတဲ့အခါမှာဆိုရင်ကျမတို့ကပေါ့နော်ဒီ margin ကိုပေါ့နော်ကျမတို့လိုသလိုချိန်လို့ရပါတယ်အခုကတော့တစ်လက်မှာပတ်လဲပေါ့နော်ရေးထားခြင်းဖြစ်ပါတယ်အခုကျမက A4 ကိုစာရွက်ကို down လိုက်မှုပဲနဲ့အလေရက်လိုက်လုံးမှာဖြစ်တဲ့ကြောင့် landscape ကိုရွေးပါမယ်ပြီးရင်ကျမကဒီ multi pages မှာ book 4ကိုရွေးပါမယ် book 4ရွေးပါမယ်ဒါဆိုရင်ဒီ preview မှာဆိုရင်စာရွက်ကိုပေါ့နော်အလေရလိုက်နဲ့ပေါ့နော်အလေကနေစာအုပ်ခောက်တဲ့ပုံစံမျိုးဖြစ်တော့မှာပဲဖြစ်ပါတယ် book 4ဆိုတဲ့အဓိပ္ပာယ်ကစာအုပ်ကိုခောက်ချင်မဲ့ဖြစ်ပါတယ်အလဲကနေခောက်ချင်မဲ့ဖြစ်ပါတယ် cutter တော့ကျမတို့စာအုပ်ဘယ်လောက်ထိချုပ်ဖို့ရန်အတွက်နေရာချန်ထားမလဲကျမက 0.5 ထားလိုက်မှာပဲဖြစ်ပါတယ်ပြီးရင်ကျမ OK ကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်အခုပေါ့နော်ကျမတို့ပေါ့နော်ခဏကအခုဒီမှာဆိုလို့ရှိရင်သူ့ရဲ့အရှည်ကပေါ့နော်အခုရှယ်ကပေါ့နော်5ဖြစ်သွားပြီပေါ့နော်ဒီမှာကကျမတို့နည်းနည်း zoom ပေးလိုက်မယ်ပေါ့နော်ခဏကပေါ့နော်ကျမတို့ပေါ့နော်ပေါ့နော်ဒီ book form လို့ခင်တော့ကကြတော့ဒါ E4 size ပေါ့နော် E4 size ဆိုရင်ဒီအလျားလိုက်ကကြတော့9လက်မတိရှိရယ်ပြီးရင်အရှည်ကကြတော့30တိရှိရယ်ပေါ့နော်ကျမတို့ book form လို့ပြီးရနောက်ကြတော့အလျားကတော့ကျမတို့ကသူကဒီ A4 ကိုအပိုင်းပိုင်းလိုက်တာပေါ့နော်ဒါဆိုဒီမှာတခါက30အခုက5ဖြစ်သွားတယ်ပေါ့နော်အခုဒီမှာကကြတော့ကျမတို့က6ဖြစ်သွားတယ်နော်တူတော့ပေါ့နော်ဒါဆိုရင်ဒါ A4 ရဲ့အလဲကနေခောက်ချိုးလုပ်ထားတဲ့ပုံပဲဖြစ်ပါတယ်ဒါဆိုရှင်အခုကျမတို့ကဒီမှာကျမ header ထပ်တက်မယ်ပေါ့နော် header တက်ဖို့ရန်အတွက်ဆိုရင် insert header ကိုရွေးပြရမှာဖြစ်ပါတယ် header မှာကိုနှစ်တက်တဲ့ design လေးတွေရွေးလို့ရပါတယ်ကျမကဒီမှာဒီ design ရွေးမယ်ပေါ့နော်ဒီ design ရွေးမယ်ဒီမှာကျမက header တက်မယ်ပေါ့နော် ICA ပေါ့နော် Innovate Computer Learning ICS တက်လိုက်မယ်ပြီးဒီအပြာရောင်ကြိုက်ကျမကအရောင်ပြောင်းဆို shift ကိုနှိပ်လိုက်ပါပြီးရင်ကျမဒီမှာ yellow ကိုနှိပ်လိုက်မှာပဲဖြစ်ပါတယ် yellow မှာကျမက bold ကိုထည့်မယ်နော်ဟုတ်ပြီဒါဆိုရင်ဒီ design ဖြစ်တော့ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျမတို့ဒီမှာ footer ထည့်မယ် insert footer မဟုတ် page number ထည့်မယ် page number မှာ bottom of the page ကိုနှိပ်မယ်ဒီတော့လို့ရှိရင်ကျမတို့ဒီမှာ page ကိုပါ design ထည့်ချင်တာလဲပေါ့နော်ဆိုရင်ကျမဒီ design ထည့်မယ်ဆိုရင်လည်းဒီ design ကိုရွေးလိုက်ပါဒါဆိုရင်ဒီ design ပြောင်းလဲတော့မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျမဒါကိုကျမကမြန်မာစာပြောင်းချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျမဒီမှာပေါ့နော် win ရွှေဘိုထူတဲ့ဟာလေးရွေးလိုက်မှာပေါ့နော်ကိုကြိုက်တဲ့မြန်မာစာ font ကိုရွေးချင်လို့ရပါတယ်ကျမဒီမှာဖြတ်လိုက်မယ်စာမျက်နှာလိုရိုက်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုဒီလို design ဖြစ်သွားမှာပဲဖြစ်ပါတယ်ဒီမှာဆို header တက်ပြီးသွားပါပြီဒီမှာ footer တက်ပြီးသွားပါပြီပေါ့နော်ကျမတို့စာရွက်တွေခေါ်ကြည့်အောင်ပေါ့နော်စာရွက်တွေကျမတို့ like ခေါ်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်စာရွက်ခေါ်လိုက်တဲ့အချိန်တိုင်းမှာစာမျက်နှာကပေါ့နော်စာမျက်နှာ1 2ဆိုမှ auto ပြောင်းလဲသွားမှာပဲဖြစ်ပါတယ် view ကနေ multiple page ကိုကြည့်အောင်နော်ဒါဆိုရင်တော့စာမျက်နှာတွေ auto ပြောင်းလဲသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီမှာစာထည့်ကြည့်အောင်နော်စာထည့်ကြည့်မယ်စာထည့်ဖို့ရန်အတွက်ဆိုလို့ရှိရင်ကျမကစင်တစ်ထည့်ထားတာရှိရပါတော့အခုဒီ design ပေါ့နော်ဆိုအခုပေါ့နော်ဒီလိုမျိုးစာထည့်လိုက်လို့ရှိရင်အခုလိုမျိုး design ဖြစ်သွားမှာပဲဖြစ်ပါတယ်ဒီမှာစာမျက်နှာနဲ့ပေါ့နော်ဟုတ်ပြီဒါကိုကျမတို့ print ထုတ်မယ်ဘယ်လိုထုတ်မလဲဆိုရင်ပေါ့နော်ကျမက file ကိုနှိပ်မယ် file ကိုနှိပ်ပြီးတော့မှ print ကိုနှိပ်ပါမယ် print ကိုနှိပ်တဲ့အခါမှာအခုလိုမျိုးမြင်ရမှာဖြစ်ပါတယ်အခုကျမက print ကိုလိုချင်တဲ့ပေါ့နော်ကို
ကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ printer အမျိုးအစားကိုရွေးပါမယ်ကျမတို့ G10 ကိုရွေးလိုက်မယ်မှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျမကဘောနော် print ကိုနေလိုက်လို့ရှိရင်အခုဒီမှာ seminar 1 seminar 2ဆိုပြီးမှတခါလဲ A4 တစ်ရွက်မှာပေါ့နော်ဒီလိုမျိုး design တွေထွက်သွားမှာပဲဖြစ်ပါတယ်ဒါမှမဟုတ်ရှင်လည်းပေါ့နော်ကျမတို့ကကြတော့အဲ့လိုမျိုး1 2မလို့ချင်းပေါ့နော်စာအုပ်ပုံစံမျိုးလိုချင်နေဆိုရှင် print မှာ alt page ကိုအရင်နှိပ်လိုက်ပါနော် print ဒီမှာဆိုရှင် alt page နှိပ်လိုက်လို့ရှိရင်သူက alt ဆိုတာအမကနပေါ့နော်13909တွေပဲအရင်ထွက်တော့မှာဖြစ်ပါတယ်ထွက်ပြီးတော့လို့ရှိရင်သူကပြန်စာရွက်ကိုပြန် printer မှာပြန်ထည့်ပြီးဒီမှာ event ဆိုပြန်ရွေးပေးလိုက်ပါဒါဆိုရှင်ဘောနော်2 4 5 6ခုဆိုမှစုံကနန်းနေထွက်တော့မှာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့စာအုပ်ကိုအလွယ်တကူကျမတို့ဘောနော်ရိုက်နေလို့ရမှာပဲဖြစ်ပါတယ်ကျန်တာရတော့ကျမတို့ကအထူးရွေးစရာမလိုတော့ဘူးเนาะအထူးရွေးစရာမလိုဘဲနဲ့သူကဘောနော် margin မှာအကုန်ရွေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့အထူးပြင်စရာမလိုပါဘူး A4 ဖြစ်နေဖို့လိုပါတယ်အကုန်လုံးပြင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့က print ကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်စာရွက်က auto ထွက်တော့မှာပဲဖြစ်ပါတယ်ဒါဆိုရှင် mix တွေကိုလည်းစမ်းပြီးတော့မှပေါ့နော်လုပ်ကြည့်ပါနော်နားမလည်ရရှိလို့ရှင်လဲ comment မှာမိထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိရောနေ့လေးဖြစ်ပါစေနော်